sunscreen နေရောင်ကားတွေရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးဟာကိုရွေးချယ်တင်လဲနောက်ပြီးတော့20တို့30တို့50တို့ဒီ PA++ တွေပေါ့နော်ဒါတွေကကြတော့ကိုဘယ်လိုမျိုးတွေရွေးချယ်တင်လဲဘယ်ဟာကိုကြတော့ဖာတော့ရွေးချယ်တင်လဲပေါ့နော်ခဏခဏကိုပြန်လိမ့်ဖို့လိုနေသလားကိုကဘယ်လောက်လိမ့်နေဆိုလို့ရှိရင်လုံလောက်လေဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ sunscreen နဲ့ပတ်သက်ပြီးတော့မှကိုဘယ်လိုရွေးချယ်ရမလဲဘယ်ဟာမှတင့်တော်မလဲကိုယ့်ရဲ့ lifestyle အတွက်ဆိုရင်ဘယ်ဟာမှတင့်တော်မလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာပြပြပေးပါမယ်အဲ့တော့တေချာလေးရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ရှိရှိလေးနဲ့နားထောင်ပေးကြနော်ဒီ sunscreen ဆိုတဲ့အရာကပေါ့နေရောင်ကာဆိုတဲ့အရာကကျမတို့အသက်အရွယ်ပေါ့နော်လူလက်ပိုင်းအသက်အရွယ်လူကြီးတွေဒါမကောက်ကလေးလေးတွေကအစားပေါ့နော်ခုခေတ်ဆိုလို့ရှိရင်6လအစားပြီးတော့မှ sunscreen စပြီးလိမ့်လို့ရပြီကလေးအတွက်ဆိုတည်တံ့ထုတ်လာကြတယ်ပေါ့နော်အဲ့တော့ပြောကြမယ်ကျမတို့ငငယ်တုန်းကဆိုလို့ရှိရင်လည်းကျမဆိုလည်းနေမှာပေါ့ပြေရဆိုတဲ့အခါအတွက်ကြောင့်မလို့ចောင်းသွားရဲဆိုလို့ရှိရင်ဆိုင်ကယ်နဲ့ပဲသွားရဲပေါ့နော်10နဲ့ဖြည့်တဲ့အထီကိုပဲကျမဆိုလို့ရှိရင် sunscreen လေးနဲ့တည်းမှာမပါပါဘူးအဲ့တော့လူကြီးတွေပဲကြောင့်အမလေးနင်တို့လည်းကျမသေးနေတာပေါ့နော်ငါတို့လည်းတော့ sunscreen တွေမလိမ့်ပါဘူးပေါ့နော် sunscreen တွေပါမရှိပါဘူးကျမတို့ဆိုလို့ရှိရင်လည်းပေါ့နော်ဒီ millennial ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ sunscreen တွေမပါပဲကြီးပြင်းခဲ့တဲ့ generation ပါပဲဒါပေမဲ့ဘာကွာခြားသွားလဲအခစ်ကြီးကကွာခြားသွားတာ sunscreen တွေထွက်လာတဲ့ကွာခြားသွားတာမဟုတ်ပါဘူးအိုဇုံးလွှာတွေပေါက်လာတယ်နောက်နေရောင်တန်တွေကကြတော့ UVA UVB တွေပြင်းလာတယ်နောက်ပြီးတော့လေထုတွေကလည်းညဉ့်ညမ်းလာတယ်ပေါ့နော်နောက်ပြီးတော့ chemical ထုတ်လွှတ်မှုတွေနောက်ပြီးတော့ဒီ air con သုံးတာတွေဒါမျိုးတွေပေါ့နော်ဒီခေတ်မှာဆိုလို့ရှိရင်ပြောင်းလဲမှုတွေအများကြီးပဲရှိလာပါတယ်အဲ့တော့ sunscreen က logo လိုပါတယ် sunscreen နေတဲ့အခါမှာဆိုရင်တော့တခုရှိတာကတော့အရေပြားပေါ်မှာတော့ကွာခြားမှုရှိရပေါ့နော်အဲ့ဒါကတော့ထည့်မပြောလို့မရပါဘူးကို့အသားရည်ကကြတော့ sensitive skin လားဝက်ချံထွက်နေတဲ့ skin လားနောက်ပြီးတော့ dry skin လားပေါ့ဒါမှမဟုတ်လေဒီလိုမျိုးပေါ့ခန္ဓာရင်ရှိတဲ့ skin လားပေါ့နော်ဒီလိုမျိုးစုံရှိပါတယ်နောက်ပြီးလို့ရှိရင်လည်းပေါ့အပြင်သွားရဲဆိုတဲ့အခါမှာယုံသွားယုံလာလောက်ပဲဒါမှမဟုတ်လေဒီအပြင်နေ့ခဏလေးပဲပေါ့နေအောင်ထိရပြီးရင်အိမ်ထဲမှာပဲပေါ့နော်အဲ့လိုမျိုးပဲနေတယ်ဆိုလို့ရှိရင်တော့ sunscreen ကကြတော့ပြင်းပြင်းကြီးနေမလို့ပေါ့ beach သွားတာမျိုးတို့နောက်ပြီးတော့တစ်ချိန်လုံးအပြင်မှာပဲရှိနေတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုး lifestyle ဆိုလို့ရှိရင်တော့ sunscreen ကကြတော့ SPF များတာလို့ပါတယ်အဲ့တော့ SPF မှာဆိုလို့ရှိရင်ဒီခဏန်းလေးတွေရှိတယ်ပေါ့အဲ့တော့ SPF 30နဲ့50ပေါ့အဓိကအခုဆိုရင်ထုတ်လာတဲ့ product တွေမှာဆိုရှင်30တို့50တို့ကြားထဲမှာထုတ်ကြတယ်ကျမတို့အနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့ Southeast Asia ပေါ့နော်ဒီအပူပိုင်းဒေသမှာနေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ကြတော့ကျမတို့အနောက်တိုင်းမှာနေတဲ့သူတွေနဲ့ရှင်နေဆိုရင် sunscreen ကိုကြပို့လို့တယ်အနောက်တိုင်းမှာဆိုလို့ရှိရင်ကြတော့ဒီ vitamin D တောင်မှပေါ့နော်နေရရတဲ့ဓာတ်ကိုတော့မှတောက်ရတာရှိတယ်နေရမရတဲ့အတွက်ကြောင့်မလို့ထိတဲ့နေလေးကနေပြီးတော့ vitamin D မရမှာဆိုလို့ sunscreen short လင်ရရှိရပေါ့နော်အဲ့တော့ကျမတို့တွေကကြတော့နေတဲ့နေရာချင်းနဲ့မတူတဲ့အတွက်ကြောင့်မလို့ခိုင်လိုင်းချင်းတွေကလည်းမတူပါဘူးကျမတို့ဒီ Asia မှာနေတဲ့လူတွေကတော့12လရာသီလုံးက sunscreen ကလိုအပ်ပါတယ်နောက်ပြီးတော့လည်း sunscreen လိုအပ်တဲ့ခါမှာဆိုရင်လည်းဒီ30 to 50ကြားပေါ့နော်30ကနေ50ချာနောက်ပြီး PA+++ ပေါ့နော်အဲ့လောက်ကိုလိုအပ်ပါတယ်30နဲ့50မှာဆိုရင်ဘာကွာလဲဆိုတော့ဒီ30ဆိုလို့ရှိရင် UVB ကိုကြတော့ကာကွယ်နှုန်းသားကြတော့97%ကာကွယ်ပေးနိုင်တယ်ပေါ့နော်50ဆိုလို့ရှိရင်ကြတော့98%ကာကွယ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ nearly 100%ပေါ့နော်